ပဲရောက်ရင်ဆောက်ရဲမိုက်သွားပြီဟာဘာလေးပေါ့မလဲ UC0 လေးနဲ့ Let's go ကျုံးပြီနော်တကယ်ကျုံးပြီနော်ကြည့်လိုက်မယ်ဗျာအဲ့ဒါကိုပြောတာရှော့လိုက်လက်ခွေးပဲရောက်ရင်ဆောက်ရဲမိုက်သွားပြီဟာငင်းလေနော်ငင်းလားဖျောက်ရဲလို့ဟာ what the fuck ရှိုးလိုက်အောင်ဟမ်ကဲကျွန်တော်တို့က UC0 လေးနဲ့ထပ်လှည့်မယ်နော် okay အင်ကြီးတွေဘာရအောင်ထပ်မပေါက်တော့ပါဘူးထပ်ပေါက်လို့ကတော့တညာလုံးမင်းတပွဲပြီးတစ်ခါကပြလိုက်မယ်ဖြူပါတွေကိုကဲကျွန်တော် UC10 လေးနဲ့ဘာပေါက်ပါလဲUC0 ပဲဟာစေးဘူးလေ okay ကဲ UC10 လေးနဲ့ဘာပေါက်မလဲကြည့်မယ်ဗျာကဲနောက်ထပ်10 Let's go ပါကဲနောက်ထပ်10 okay သူစင်ဟေးနောက်10လေးကိုစကစ်လိုက်မယ် okay 20လေးကိုလည်းစကစ်လိုက်မယ်ဒီကတ်တွေကပေါက်နေတာ okay ရပြီဗျာကဲကျွန်တော်တို့940လေးနဲ့ကျုံလိုက်တော့မယ်နော်ဟဲ့အောင်ပါမယ် Let's go okay AKN 3စားတယ်ကျွန်တော်က glitch လိုချင်တာပေါ့နော်အခုလောတဲ့ AKN ပေါက်သွားရဲဆိုပေမဲ့ကျွန်တော် glitch ရဖို့ဆိုရင်နောက်ထပ်9တုံးလောက်လိုသေးတယ်ပေါ့နော် UC 8000နဲ့ကတော့ဖြစ်နိုင်တယ်ဆက်သွားမယ် Let's go ဟာတော့တယ်ဟဲ့အောင် UC ကအချိန်40တစ်ချိန်ပါကွာမင်း AKN 2လက်တယ်ကွာဒါတော့မှ free set ချိန်နဲ့ AKN ပေါက်သေးတယ်နောက်ထပ်9နဲ့40 Let's go okay တကယ်တမ်းပြောရင်တော့တန်သွားပြီဗျာကျွန်တော်ကတကယ်တန်သွားပြီကဲ60နဲ့တစ်ချိန် Let's go granite ကြီးပြန်ပေါက်တယ်မစိုးဘူးเนาะအနေထား2တုံးတော့ရပြီနောက်ထပ်4တုံးလို့သေးတယ်เนาะအဲ့တော့ကျွန်တော်9နဲ့40ဆက်သွားပါမယ် Let's go okay မိုလိုတော့တွေထပ်ပေါက်တယ်အဆင်ပြေတယ်ဗျာအဆင်ပြေတယ်เนาะဒါပေမဲ့ကျွန်တော် glitch ရဖို့လိုတယ်ပေါ့เนาะကဲ9နဲ့40ဒိုးလိုက်တော့မယ်နော် Let's go တတော်ဒါကတော့အချိန်တရာပြည့်လို့ပေါက်သွားတာပေါ့နော်အချိန်တရာပြည့်လို့ပေါက်သွားတာပေါ့နော်ကဲကျွန်တော်ဆက်ဆွဲလိုက်မယ်နော်နောက်ထပ်9နဲ့40တမျိုးကြီးပဲမဟုတ်ဗျာကျွန်တော်အတုံးလေးတော့လိုချင်တယ်တုံးလေးလိုအပ်တယ်တုံးလေးတွေလိုအပ်တယ်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်တန်ပါတယ်ဗျာသိလားပေါက်နေတော့လေနော်တန်သွားပြီကျွန်တော်ဘလို့ဖြစ်ဖြစ်တန်သွားပြီပေါ့နော်ကဲကျွန်တော် UC 60လေးနဲ့တစ်ချိန်ရင်းပြီးသွားကြည့်ကြမယ်ဗျာ Let's go ကဲ Let's go အချိန်130ရှိသွားပြီပေါ့နော် okay ကဲကျွန်တော်9နဲ့40ဆက်သွားမယ်ဗျာနောက်ထပ်9နဲ့40ဟဲ့အောင် glitch ဆက်တောင်မရတော့ဘူးထင်တယ် flash ကြီးပတ်ကြီးကိုတကယ်ကြိတ်နေတာတဲ့တကယ်ကြိတ်နေတာဗျာတကယ်ကြိတ်နေတာကဲနောက်ထပ်940 Let's go ဟဲ့အောင် glitch ဆက်ရပါအောင်မလားတတုံးကွာပေါက်လိုက်တော့အားတို့နေထားနည်းနည်းအစင်တော့ပြေနေပြီဗျာသိလားတကယ်ပေးလို့တကယ်ကြိတ်တာဟုတ်တယ်လို့ဟာဒါပေမဲ့ကျွန်တော် glitch ဆက်ရဖို့ကလိုသေးတယ်ဗျဆက်ကျုံးလိုက်မယ်ဗျာ9နဲ့40AKN 4တာတဲ့ glitch ဆက်လေးဗျပေါက်သွားမလား9နဲ့40မဟုတ်ရင်တော့ကျွန်တော်တတုံးလောက်ရဖို့လိုနေသေးတယ်။အဲ့အောင်ရင် UC ကဆက်ထည့်ရမှာလားမထည့်ချင်တော့ဘူးနော်မထည့်ချင်တော့ဘူးနော်ဟာ
ပေးဝဦးလို့ကလစ်ဆက်လေးကိုဟာဟဲ့အောင်ရေးလို့ဟာတတော်တော့ပေါက်လိုက်ပါကွာဟာအဲ့ရ UC 385ထပ်ဝင်လာတယ်ခိုင်းတယ်အခုလောတယ်ဒီမှာ UC 385ထပ်ဝင်လာတယ်ဆိုရင်တော့ကျင်းသေးပါကလစ်ဆက်ရအောင်ပြီပေါ့နော်ပြန်ကြိတ်ပြီးတယ်မကြိတ် let's go မပေါက်ဘူးလို့ကဲဒါနောက်ဆုံးတစ်ခေါက်ပါဒီတစ်ခေါက်ပြီးရင်တော့ကျွန်တော်ကျင်းသေးပါကလစ်ဆက်ရပြီပေါ့နော် let's go okay okay ဆက်ကျုံလိုက်တော့မယ်အကုန်ကျုံလိုက်တော့မယ်ငားနဲ့ဒီလေတော့ okay ကဲကျွန်တော်နောက်ထပ်ငားနဲ့40နောက်ထပ်9နဲ့40ဗျာ okay စင်ပြေတယ်ရှစ်တုံးဆိုရပြီပေါ့နော်ပြည့်သွားပြီပေါ့နော် let's go ရပြီပေါ့နော်ကျွန်တော်ရှစ်တုံးပြည့်သွားပြီရှစ်တုံးပြည့်သွားပြီဆိုတော့ရပါပြီခင်ဗျာ UC 10နဲ့ IKEA ပေါက်တယ်တဲ့ brother UC 10တောင် IKEA ကုန်တာလားကျွန်တော်က UC 0လေးနေဗျာဘာညာလေးလဲလိုက်ကြမယ်ဗျာနော်ဘာညာလေးလဲလိုက်ကြမယ်ဒီမှာ3လုံးယူမယ် okay ပြီးသွားပြီဆိုရင်ဒါကျွန်တော်အခုလက်ရှိဒါအတစ်ထွက်ရှိတာတဲ့ glitch လေးလဲပါမယ် glitch လေးလဲပါမယ်เนาะ glitch လေးလဲလိုက်ကြမယ်ဗျာ okay เนาะ glitch လေးလဲလိုက်ပါမယ်เนาะကျွန်တော် glitch လေးလဲလိုက်တော့မယ်เนาะเนาะ glitch လေးလဲလိုက်ပါမယ်ဗျာเนาะเนาะကဲ let's go ကျွန်တော် glitch လေးလဲပါမယ်เนาะ let's go ပါဟေ့အောင်လှလိုက်တာကြာလှလိုက်ကိုနဲ့မင်းကျွန်တော်ဒါလေးထပ်ယူမယ်ပြီးရင် let's go လှတယ်ဗျာဘာလေးလဲတော့မသိဘူးเนาะ